မင်္ဂလာပါဂျူဂျူကတော့ဂျူဂျူလို့ခေါ်ပါတယ်ဂျူဂျူရဲ့ one day blog 2လေးကနေပြန်လေးကြိုဆိုလိုက်ရပါတယ်ရှင်ဒီ blog လေးမှာဂျူဂျူပြောပြသွားမယ့်အကြောင်းအရာကတော့ထိုင်းလို့ဆိုရင်တော့ PTYQ လို့ခေါ်ပါတယ်မြန်မာလို့ဆိုရင်တော့ဆရာကတော့ပွဲနေပေါ့နော်ဂျူဂျူရဲ့ထိုင်းနိုင်ငံမှာပထမဆုံးအကြိမ်ကြုံပူတဲ့ဆရာကတော့ပွဲအခမ်းအနားပဲဖြစ်ပါတယ်အဲဆိုဂျူဂျူစိတ်လှုပ်ရှားတယ်ပေါ့နော်နည်းနည်းလေးပြီးတော့တငယ်ချင်းကလည်းပြောထားရှိပေါ့နော် content video လေးရိုက်ဖို့ရှိတယ်ဆိုတော့ဂျူဂျူကညတဲ့က physically skincare step လေးတွေလုပ်ဖြစ်ပါတယ်နောက်နေ့နဲ့လည်းရောက်ဂျူဂျူညလောက် energy မရှိတော့ဘူးပေါ့နော်မနေ့ကလည်းအရာထားနောက်ကျတဲ့အတွက်ဂျူဂျူကမြင်ပဲပြင်ဆင်ပြီးတော့မြင်ပဲချောင်းကိုပြရတော့တယ်ပြီးတော့ရထားပေါ်မှာပေါ့နော် view လေးကိုကြည့်နေရင်လည်းတွေးမိတာကဒီနေ့ကဒီဆရာကတော့ပွဲမနေ့နေ့လေးပေါ့နော်အဲ့နေ့လေးကဂျူဂျူအရာထားနောက်ကျတာလေးကလွဲရင်လုံးဝကို beautiful and sunny ဖြစ်တဲ့ days လေးပါပဲအရန်ကိုလှပါတယ်တငယ်ချင်းနဲ့ချိန်ထားတာကတော့ဂျူဂျူတို့7နာရီချိန်ထားပေါ့နော်ဒါပေမဲ့ဂျူဂျူကအရန်နောက်ကျပြီးတော့7နှစ်ခွဲမှရောက်သွားတယ်ဆိုတော့ဂျူဂျူမှဘာမှလုပ်ချိန်မရှိလိုက်တော့အခမ်းအနားကလည်းတနာရီစတာဆိုတော့ဂျူဂျူဒီ holiday ကိုပဲတန်းလာလိုက်ရတယ်ပေါ့နော်အဲ့မှာတငယ်ချင်းကနေရာဥပေးထားလို့တော့ရှေ့ဆုံးရှင်းနာကြတဲ့အပိုင်းကနေရာလေးတော့ရပါတယ်ပြီးတော့ဂျူဂျူကပေါ့နော်အရင်နေ့ဒီဗုဒ္ဓဟူးညတွေကဒီ PTYQ အကြောင်းကိုပေါ့နော်ဂျူဂျူနည်းနည်းပါးလေးလာတယ်ဒီဆရာကတော့ပွဲထိုင်းနိုင်ငံရဲ့ဆရာကတော့ပွဲကဆိုရင်သူတို့ကဒီ new academic year ပေါ့နော်အဲ့လိုကျောင်းစဖွင့်တဲ့အချိန်မှာဂျွန်ဒီမြတ်သွားဖင်းကတော့ဂျွန်လပေါ့နော်ဂျွန်လမှာဇာတာပရိနေ့ကိုကျင်းပကြပါတယ်အဲဇာတာပရိနေ့ပေါ့နော်ဟုတ်တယ်ဒီ Thursday ကိုပဲအဓိကထားပြီးတော့ပဲသူတို့ကျင်းပကြတယ်လို့ဂျူဂျူတွေးတယ်ပေါ့နော်ပြီးတော့ဂျူဂျူတချင်းလေးတွေနားထောင်ဖြစ်တယ်ဆရာကတော့ပွဲအတွက်ကိုဆိုပြီးတော့ညကျူပြီးတော့တချင်းလေးတွေနားထောင်ဖြစ်တာခွတ်တိပါပဲဒီသူတို့လှုပ်ရိုးလှုပ်စင်တိုင်းလှုပ်တယ်ပေါ့နော်ဂျူဂျူတို့ဖျားရှိခိုးကြတယ်ပြီးတော့ဂျာဒီspeech တွေပြောကြတယ်ပြီးတော့ဘုန်းကြီးလည်းပြင်နေပေါ့နော်ဒီဘုန်းကြီးကြွလာတော့ဒီဖွင့်တဲ့ဒီတီလုံးတန်ပေါ့နော်အဲ့တီလုံးတန်လေးကိုကြတော့မြန်မာနိုင်ငံတရားပွဲတွေကိုတောင်းမှလွှမ်းမိသွားပါတယ်ဂျူဂျူတိတ်တော့မမှတ်မိတော့အဲ့နေရာဘုန်းကြီးကြွလာပြီးတော့ဂျူဂျူတို့ဖျားထပ်ပြောရှိခိုးရတယ်တင်တယ်ဖျားရှိခိုးပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျူတို့ဒီဥပုပ်တီလာစောက်တီတလို့မျိုးအဲ့လိုမျိုးစောက်တီရတယ်ပြီးသွားတဲ့အချိန်မှာတော့အဲ့ဖုံကနေပြီးတော့မှဒီပြည့်ရည်တွေနဲ့လိုက်ဖြန်းနေပေါ့နော်အဲ့အချိန်မှာလေကျူတို့တငယ်ချင်းတယောက်ကဒီHatha movies တွေထဲမှာဆိုလို့ရှိရင်လေဖုံကြီးကပြည့်ရည်ဖြန်းရင်းနဲ့အဲ့အစည်းတွေနဲ့ခေါင်းတွေကိုလေးပိတ်ရိုက်တာလေအဲ့ဒါတွေကိုမြင်ပြီးတော့လေမျိုးလုံးနဲ့မြင်ပြီးတော့မှလေတငယ်ချင်းတယောက်တိုင်းမှာရည်မိကြရသေးတယ်ဖုံပြန်ကြွသွားပြီးတဲ့အချိန်မှာတော့ဂျူဂျူညဂျွန်နားထောင်ထားတဲ့တချင်းလေးဆိုကြတယ်ပေါ့နော်တချင်းလေးလည်းဝါပြီးတော့ဂျူဂျူလည်းလိုက်ဆိုလာခဲ့တယ်ပေါ့နော်ဂျူဂျူလေးဒီတချင်းတွေနားထောင်တော့လေငိုချင်တာတအားပဲဟိုးငယ်လေးဒီအနုကန်သူငယ်တန်းပေါ့နော်သူငယ်တန်းနဲ့ကနေပြီးတော့မှကျန်းတုံမနေ့ဒီနေ့ဒီပေါ့နော်တင်လာပေးတဲ့ဆရာဆရာမတွေကိုဂျူဂျူတတိလေးရတယ်ပြီးတော့ဒီဂျူဂျူရဲ့ blog လေးကနေပြီးတော့ပဲကတော့ပြုဒီကနေတခါလေးရှ िख ိုးလိုက်ပါတယ်အခုဒီဆရာကြီးကတော့ခဏကမကန်လားမသိဘူးအခရာပေါ့နော်သူကနေပြီးတော့မှ speech ပြောပါတယ်ပြီးတော့အခမ်းအနားပြီးသွားတဲ့အချိန်မှာတော့ဂျူဂျူတို့တွေတပ်ပုံနဲ့ရိုက်ကြတယ်ဒီပြီးတော့ဂျူဂျူတို့ဌာနကအမိဂျာဌာနကနေပြီးတော့ TikTok ဆော့မယ်ဆိုတာနဲ့ဂျူဂျူတို့ TikTok ဝင်ပြီးတော့ဆော့ကြပါတယ် TikTok ဆော့ရလဲတော်တော်လေးအချိန်ကြာညှိလိုက်ရတယ် TikTok လေးတစ်ပုဒ်အတွက်ကိုပြီးသွားတဲ့အချိန်မှာတော့ဂျူဂျူတို့ content video အတွက်3-4 scenes လောက်ရှိမယ်တဲ့အဲ့ဒါလေးကိုရိုက်ပါတယ်ပို့ပါပဲဒါပေမဲ့လှနေမယ်လို့တော့ဂျူဂျူမထင်ပါဘူးဘာလို့ဆိုဂျူဂျူကတနေ့ကုန်ပင်ပန်းထားတဲ့ပုံစံနဲ့ဆိုလေဒါပေမဲ့ရိုက်စိတ်နိုင်တဲ့လောက်တော့ရိုက်ပေးခဲ့ပါတယ်ဆိုတော့ဂျူဂျူရဲ့ blog လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะကျေးဇူးတင်ပါတယ်ရှင်ဂျူဂျူစိတ်ပါမယ်ဆိုရင်ပေါ့နော်ဂျူဂျူရဲ့နောက် blog tree လေးမှာပြန်ဆောင်ချင်ပါသေးတယ်ကျေးဇူးတင်ပါတယ်ရှင် bye bye have a good day